1986ခုနှစ်မှာအသက်17နှစ်အရွယ်ဂရူးဟာကဘာကျော်လူဆိုးကြီးတယောက်ဖြစ်ဖို့အိမ်မက်ရှိနေသူပါသူ့စီမှာအလုပ်လုပ်ဖို့ငှက်လျန်းထားတဲ့မီနီယန်လေတကလည်းသူ့ကိုဝိုင်းကူကြတာပေါ့တနေ့မှာတော့ဂရူးတယောက် Vicious 6ဆိုတဲ့လူဆိုးကိုင်းစီကနေအဖွဲ့ဝင်သက်အထိလူတွေ့စစ်ဆေးခံဖို့ဖိတ်ကြားလွှာရရှိလို့အရန်ကိုပျော်ရွှင်သွားပါတယ်အဲ့ဒီအဖွဲ့ကိုလက်ရှိမှာ Bell Bottom ကဦးဆောင်နေတာပါသူတို့ဟာအဖွဲ့တီထောင်သူလူဆိုးကြီး Wild Knuckle ကိုတရုတ်စနစ်ရာသီခွင်နဲ့ဆက်နွှဲနေတဲ့ Zodiac ကြောက်တုံးခိုးယူတဲ့ပွဲမှာသစ္စာဖောက်ပြီးတပ်ပစ်ဖို့စူးစမ်းခဲ့ကြပြီးနောက် Knuckle ရဲ့နေရာမှာအစားထိုးဖို့အဖွဲ့ဝင်သစ်ရှာနေကြတာဖြစ်ပါတယ်ဂရူးရဲ့အင်တာဗျူးကအဆင်မပြေခဲ့ပေမဲ့သူဟာ Vicious 6အဖွဲ့ဒေါတာထွက်သွားအောင်အဲ့ဒီကြောက်တုံးကိုခိုးယူပြီးမီနီယမ်လေးလေဖြစ်တဲ့ Kevin, Stewart, Botto နဲ့အတူထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်ပြီးတော့အဲ့ဒီကြောက်တုံးကိုအခြားမီနီယမ်တယောက်ဖြစ်တဲ့ Otto စီမှာစိတ်ချလက်ချတင်းထားဖို့ပေးလိုက်ပါတယ်ဒါပေမဲ့ Otto ကကြောက်တုံးကိုအိမ်မွေးကြောက်ခဲတစ်လုံးနဲ့လဲလှယ်ခဲ့တာကိုသိလိုက်တဲ့အခါဂရူးဟာအယမ်းဒေါတာထွက်ပြီးမီနီယမ်တွေကိုအလောက်ကထုတ်လိုက်ကကြောက်တုံးကိုတယောက်တည်းထွက်ရှာပါတော့တယ်အဲ့ဒီနောက်မှာတော့ Wild Knuckle ကဂရူးကိုပြန်ပဲဆွဲပြီး San Francisco မြို့ကိုခေါ်သွားပါတယ်။မီနီယန်တွေကိုလည်း48နာရီအတွင်းကြောက်တုံးကိုလာမပေးရင်ဂရူးကိုတပ်ပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ကြောက်တုံးကိုရှာမတွေ့တော့တဲ့ Kevin, Stewart နဲ့ Botto ဟာဂရူးကိုကယ်ဖို့ San Francisco ကိုလိုက်သွားကြတယ်လို့ Otto ကလည်းကြောက်တုံးကိုဆွဲကြိုးအဖြစ်ဆွဲထားတဲ့စိုက်ကယ်သမားနောက်ကိုလိုက်သွားပါတော့တယ်။ San Francisco မှာ Kevin တို့တစ်တိုက် Knuckle ရဲ့လူတွေအလိုက်ခံရတဲ့အခါအဆိုင်ခုသမောဆရာဝန်မာလီ Master Chong ကကွန်ဖူးပညာတွေကယ်တင်ပေးခဲ့ပါတယ်။မီနီယန်တွေကတောင်းပန်လွန်းတာကြောင့် Master Chong ကသူတို့ကိုကွန်ဖူးတင်ပေးလိုက်ပါတယ်။တင်တိုင်းမပြီးသေးပေမဲ့သူတို့ဟာဂရူးကိုကယ်ဖို့ Knuckle ရဲ့အိမ်ကိုတွားကြပါတယ်။တစ်ဖက်မှာလည်း Otto ဟာ Death Valley မှာစိုက်ကယ်သမားနဲ့ခင်မင်သွားပြီးကြောက်တုံးကိုပြန်ရခဲ့က San Francisco ကိုလိုက်လာနိုင်ခဲ့ပါတယ်။ဂရူးဟာ Knuckle ရဲ့တပည့်တွေအကုန်ထွက်သွားတဲ့နောက်မှာ Knuckle နဲ့တန်ရောစင်တွေ့မိလာပြီး Knuckle ကိုရေကူးကန်တဲ့ကမြင့်ကြောင်တီရန်ကနေကေတင်ပေးခဲ့ပါတယ်။ Knuckle ကဂရူးကိုလူဆိုးအကက်ပညာတွေတင်ပေးပြီးနှစ်ယောက်သားပေါင်းကမကောင်းမှုပန်လူခေါ်တဲ့ Bank of Evil ကိုဓားပြတိုက်ခဲ့ကြပါတယ်။ဒါကိုသိသွားတဲ့ Vicious 6အဖွဲ့က Knuckle ရဲ့အိမ်ကိုဖျက်ဆီးပစ်လိုက်ပြီးသူတို့ကိုရှာဖို့တရုတ်တန်းဘက်ကိုဦးတည်သွားကြပါတယ်။အိမ်ဖြက်ကြီးတဲ့ပြန်လာတဲ့ Knuckle ကသူ့တငယ်ချင်းတွေရဲ့တစ္ဆာဖောက်မှုကိုစိတ်ပြတ်သွားပြီးလူဆိုးလုပ်ငန်းကိုစွန့်လွတ်ဖို့ဆုံးဖြတ်လိုက်ပြီးဂရူးကိုပြန်လွှတ်လိုက်ပါတယ်။တရုတ်နှစ်သက်ပွဲတော်မှာဂရူးနဲ့ Otto တို့ကြောက်တုံးနဲ့အတူပြန်ဆုံပေမဲ့ Vicious 6ရဲ့ဝိုင်းထားခြင်းကိုခံရပါတယ်။အဲ့ဒီအချိန်မှာလူဆိုးနှိမ်နင်းမှုအဖွဲ့ Anti-Villain League ကလည်းရောက်လာပါတယ်။ Vicious 6အဖွဲ့ကကြောက်တုံးကိုတုံးပြီးသူတို့ကိုယ်သူတို့စနစ်ရာသီခွင်တတိဆန်ကြီးတွေအဖြစ်အဆွင်ပြောင်းကဂရူးကိုနာယီစင်ကြီးပေါ်မှာခြိပြီးတပ်ပစ်ဖို့စူးစမ်းကြပါတယ်။ Kevin, Stewart နဲ့ Botto ရောက်လာပြီးမဲ့သူတို့လည်းယုံကြဖာနဲ့စိတ်အဖြစ်အဆွင်ပြောင်းခံလိုက်ရပါတယ်။ဒါပေမဲ့ Knuckle ပြန်ရောက်လာပြီးမီနီယန်တွေနဲ့အတူပြန်တိုက်ခိုက်ကြပါတယ်။ Master Chong ရဲ့တင်ကြားမှုကိုတတိယပြီးမီနီယမ်3ယောက်ဟာသူတို့ရဲ့အတွင်းအားတွေကိုထုတ်သုံးက Vicious 6ကိုပြန်တိုက်ခိုက်ကြပါတယ်။ Otto ကဂရူးကိုကယ်တင်နိုင်ပြီးမဲ့ Knuckle ကတော့ကြောက်တုံးကိုပြန်လွတ်ရင်းငကာမီးတောင်တွေကြောင့်မီးလောင်တိုင်ရအပြင်းထန်ရသွားပါတယ်။မီနီယန်တွေက Vicious 6ကိုအနိုင်ယူလိုက်တဲ့နောက်မှာဂရူးကကြောက်တုံးကိုတုံးပြီးအဲ့ဒီလူဆိုးတွေကိုကြွက်တွေအဖြစ်ပြောင်းလိုက်ပါတယ်။သူ့အသက်ကိုကယ်တင်တဲ့မီနီယမ်တွေကိုကျေးဇူးတင်ပြီးဂရူးကသူတို့ကိုအလောက်ပြန်ငှားပြီးမူလအတိုင်းပြန်ပြောင်းပေးလိုက်ပါတယ်။ Vicious 6အဖွဲ့အဖမ်းခံပြီးကြောက်တုံးကိုလည်းလူဆိုးနှိမ်နင်းမှုအဖွဲ့ကသိမ်းဆည်းသွားပါတယ်။ Knuckle တေဆုံးသွားပြီအထင်နဲ့ကျင်းပတဲ့ဇာပနာမှာဂရူးကဝမ်းနဲ့စကားတွေပြောနေတုန်းနဲ့ Knuckle ဟာတေချင်ရောင်ထားတယ်မှန်းသိလိုက်ရတော့ဂရူးအယမ်းပျော်သွားပါတယ်။နောက်ဆုံးမှာတော့သူတို့အားလုံးအတူတကွထွက်ခွာသွားကြပါတော့တယ်။